မရှိတဲ့တဲလေးဟာကျွန်တော်အိမ်ပါပန်းရောင်ရင်နဲ့ကြောင်းတက်ရတဲ့သူမို့တထေးသားများကကျွန်တော်ကိုမပေါင်းပါခမကြောင်းငန်းတွေကပဲပြုတ်တဲ့မထမျက်စိစလို့အိမ်ငိုက်ကကြောင်းကိုလာပန်းလေးတဲ့ဝင်သူ့ကိုလေကျွန်တော်ချမ်းထားမုံစေတန်းနဲ့ဝေဝေမှနှစ်ယောက်ထိုင်ကသူယူလာတဲ့ခမင်းညာငယ်နဲ့ပဲပြုတ်စီစံကိုချင်းတွေကြာအောက်တန်းစည်လေးငါမှမအားနိုင်ပါမထကတော့ဘွဲရကဂုံယူစရာတရင်ကြတဲ့နေ့ကငါဝမ်းသာတဲ့ဟာဂျုံစင်တနေ့လမ်းလျှောက်ကကျွန်တော်ပြန်มาမထအကြောင်းစဉ်းစားကတွေ့ကျင်လာအိမ်မင်းနာကတည်တာကျွန်တော်ယူငါတရင်လူများလျှောက်ကြည့်ကဖတ်စင်မှာမင်္ဂလာဆောင်တဲ့တရင်လေးတစ်ခုကမျက်စိချင်တာမှာကျွန်တော်မွေးမိမရှိတဲ့တဲလေးဟာကျွန်တော်အိမ်ပါပန်းရောင်ရင်နဲ့ကြောင်းတက်ရတဲ့သူမို့တထေးသားများကကျွန်တော်ကိုမပေါင်းပါခင်ဗျကြောင်းငန်းတွေကပဲပြုတ်တဲ့မထမျက်စိစလို့အိမ်ငိုက်ကကြောင်းကိုလာပန်းလေးတဲ့ဝင်သူ့ကိုလေကျွန်တော်ချမ်းထားမုံစေတန်းနဲ့ဝေဝေမှနှစ်ယောက်ထိုင်ကသူယူလာတဲ့ခမင်းညာငယ်နဲ့ပဲပြုတ်စီစံကိုချင်းတွေကြာအောက်တန်းစည်လေးငါမှမအားနိုင်ပါမထကတော့ဘွဲရကဂုံယူစရာတရင်ကြတဲ့နေ့ကငါဝမ်းသာတဲ့ဟာရုံစင်တနေ့လမ်းလျှောက်ကကျွန်တော်ပြန်มาမထအကြောင်းစဉ်းစားကတွေ့ကျင်လာအိမ်မင်းနာကတည်တာကျွန်တော်ယူငါတရင်လူများလျှောက်ကြည့်ကဖတ်စင်မှာမင်္ဂလာဆောင်တဲ့တရင်လေးတစ်ခုကမျက်စိရှင်နာမှာကျွန်တော်မွေးမိမရှိတဲ့တဲလေးဟာကျွန်တော်အိမ်ပါပန်းရောင်ရင်နဲ့ကြောင်းတက်ရတဲ့သူမို့တထေးသားများကကျွန်တော်ကိုမပေါင်းပါခင်ဗျ